ဒီကနေ့30လေးဆိုအောင် Satu dua tiga lima enam. ဟေးsatu Satu dua tiga empat lima enam tujuh lapan sembilan sepuluh. 10 okay 10ဆိုရင်ပါပါလေ10ဆိုရင်30ဆိုရင် Terus itu yang 10 okay နော်10ကျော်သွားရင်ဆိုရင်ကော17ဆိုကြပါစို့ 11. 10 plus 2 plus 3 plus 13. နော် okay အဲ့ဒါနေ17ပြီးတော့10ပြီးတော့ရာကြတော့ Ratus. ratus တရားဆိုရင် Satu ratus. 100 နော်ထောင်ကနန်းကြတော့1000ဆိုရင်ရော Satu ribu. နော်1000ဆိုရင်1 ribu သို့မဟုတ်10 ribu တောင်း Tao. တောင်းကနန်း Tanganan. Tanganan. okay တောင်းကနန်းမှာအထင်းငေါ့လေးတွေရှိတယ်မြန်မာလိုပဲစဉ်းစားမယ်မြန်မာဆိုရင်1000 2000 3000 4000 5000 6000 9000 8000 9000 Sera. 10,000နော်10,000သူတို့မလေးရှားလို့တော့10,000ဆိုပြီးတော့တရက်ခေါ်ပါတယ်မြန်မာလိုကတော့1000 2000 3000 4000 5000 6000 9000 8000 9000 1000ဆိုပြီးတော့ကြီးနော်တန်းပြီးတော့မသွားဘူး1000ဆိုတတ်မှတ်ပလိုက်မလေးမှာတော့1000 2000 3000 4000 5000 6000 9000 8000 9000 10,000 okay 10,000ဆိုရင်1000 Tatang. အဲကြတော့10,000ဆိုမလေးလို့ခေါ်အောင်10,000ဆိုရင် Sera. Sui tatang solution. 10 ribu နော်10,000ဆိုရင်1000နော်20,000ဆိုရင်2000 20 ribu 30,000ဆိုရင် 30 ribu. မြန်မာလိုကြတော့ 30 ratus. 3000 30,000ဆိုရင်ရှေ့ရှေ့ဝေးစဉ်းစားတာမလို့ထောင်းတန်းအရွယ်30ပဲ30,000ပဲ30,000ဆိုရင်3000 okay အဲ့တိုင်းပဲနော်အဲ့မှာ100,000ဆိုရင် Tapi. တသိန်းပေါ့100,000ဆိုရင်တသိန်း200,000ဆိုရင်2သိန်း okay နော်အဲ့လိုပဲခေါ်သွားလိုက်တာ3လုံးလုံးကတော့အဲ့မှာ3လုံးတစ်ဖြတ်3လုံးတစ်ဖြတ်နဲ့ဖြတ်မယ်3လုံးတစ်ဖြတ်အတွင်းမှာထောင်ကနန်းနဲ့သွားတယ်နောက်ထပ်တန်းကနန်းကြမှာ Juta. ဂျူတာအဲ့တိုင်းလေးမှတ်ပါတယ်နော် okay